ကျွန်တော်ရဲ့မိတ်ဆွေများဘလို့ထင်ပါသလဲအလူဒါနတစ်ခုဖြစ်မြောက်ဖို့လက်ထဲမှာငွေသိန်းရာချီထောင်ချီရှိမှဖြစ်မယ်လို့ယူဆထားပါသလားဒါဆိုရင်တော့မှားပါတယ်ခင်ဗျာအလူဒါနဆိုတာချမ်းသာတဲ့သူတွေမှသာလုပ်လို့ရတဲ့အလုပ်မျိုးမဟုတ်ပါဘူးပိုက်ဆံမရှိတဲ့ဆင်းရဲသားဒါမှမဟုတ်ပိုက်ဆံပြက်လက်နေတဲ့သူတွေလည်းလုပ်နိုင်ပါတယ်ဒါပေမဲ့မတူတာလေးတော့ရှိပါတယ်ဆိုလိုတာကငွေကုန်ကြေးကြခံလူဒန်းပြီးကုသိုလ်ရတဲ့အလူဒါနရှိသလိုငွေမကုန်ပဲပြုလုပ်လို့ရတဲ့အခြားကုသိုလ်တွေလည်းပဲအများကြီးရှိပါသေးတယ်ဆိုတာကိုသိစေချင်တာပါခင်ဗျာပိုက်ဆံမရှိပဲပြုလုပ်နိုင်တဲ့အလူဒါန9မျိုးရှိပါတယ်9မျိုးဆိုတာကတော့နံပါတ်1မျက်နှာဟန်အမူအရာဖြင့်အလူဒါနပြုခြင်းနံပါတ်2နှုတ်ဖြင့်အလူဒါနပြုခြင်းနံပါတ်3စိတ်ဖြင့်အလူဒါနပြုခြင်းနံပါတ်4အမြင်ဖြင့်အလူဒါနပြုခြင်းနံပါတ်5ကာယလုပ်အားဖြင့်အလူဒါနပြုခြင်းနံပါတ်6နေရာထိုင်ခင်းအလူဒါနပြုခြင်းနံပါတ်9နေအိမ်အလူဒါနပြုခြင်းတို့ပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်1ဖြစ်တဲ့မျက်နှာဟန်အမူအရာနဲ့အလူဒါနပြုခြင်းဆိုတာကကြောသားရင်သားမခွဲခြားပဲလူတိုင်းကိုအပြုံးနဲ့ဖော်ဖော်ရွရွပြောဆိုဆက်ဆံတာမျိုးကိုဆိုလိုပါတယ်ခင်ဗျာနံပါတ်2စိတ်ဓာတ်ကျနေတဲ့သူကိုအားပေးစကားပြောမယ်ဝမ်းနည်းနေသူကိုနှစ်သိမ့်စကားပြောပေးမယ်အောင်မြင်နေတဲ့သူကိုစိတ်ပါလက်ပါချီးကျူးစကားဆိုမယ်ကိုအောက်ယာထူးအာနာပညာစားတာနှိမ့်ချနေတဲ့သူတွေကိုညာတာတဲ့စကားနှွေးထွေးတဲ့စကားတွေပြောဆိုပေးမယ်ဆိုရင်ဒါဟာနှုတ်နဲ့အလူဒါနပြုခြင်းပါပဲနံပါတ်3စိတ်နဲ့အလူဒါနပြုတာဟာပိုက်ဆံမကုန်တဲ့အတွက်ကြောင့်ပြုလုပ်ဖို့အလွန်ပဲလွယ်ကူတယ်လို့ထင်ရပေမဲ့စိတ်ကောင်းနှလုံးကောင်းဆိုတာမျိုးကအချိန်တိုင်းဖြစ်ဖို့ခဲရင်လာပါတယ်ဒါကြောင့်မနဲ့မိုးတော့အလင်းရောက်လို့ဗရင်ပေါက်ကိုဖွင့်လိုက်တဲ့အခါအယောင်အသွေးစုံလင်ပြီးမွေးကြိုင်လှပတဲ့ပန်းခင်းကြီးကိုမြင်ရတဲ့တင့်ရဲ့စိတ်ဟာအေးချမ်းလှပနေသလိုမျိုးမိတ်ဆွေရဲ့စိတ်တကားကိုဖွင့်ပြီးလူတိုင်းကိုပုံမှန်လင်းလင်းယူသားစွာဆက်ဆံပါဒါဟာအလွန်ကြီးမြတ်တဲ့စိတ်နဲ့အလူဒါနပြုခြင်းပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်4အမြင်မတော်တာတွေ့ရင်ကဲ့ရဲ့ပြစ်တင်တာပြုပြင်တက်မှတ်ပေးခြင်းတတ်တာမျိုးကိုလုပ်ချင်တာဟာလူစိတ်လူတဘာဝပါဒါပေမဲ့ဖြစ်စဉ်တစ်ခုကိုကြာနာနာမသိပဲအပြစ်တင်မစောပါနဲ့တချို့အရာတွေကမိမိနဲ့ပတ်ဝန်းကျင်ကိုဆူဆူရရထိခိုက်စေတတ်တဲ့ဒုစရိုက်မှုမဟုတ်တာကြောင့်သူ့နေရာမှာငါသာဆိုရင်ဘလို့ဖြစ်နေမလဲဆိုတဲ့နားလည်မှုပါတဲ့အကောင်းမြတ်စိတ်စေတနာတွေနဲ့ကြည်တက်နားလည်ပေးတတ်ဖို့လိုပါတယ်ဒါဟာအမြင်နဲ့အလူဒါနပြုခြင်းပဲဖြစ်ပါတယ်နံပါတ်5ရင်နစ်နေတဲ့တိရစ္ဆာန်လေးတွေကိုကယ်တင်ပေးတာမျိုးလမ်းကူးဖို့ခက်ခဲနေတဲ့တက်ကြီးရွယ်အိုတွေကိုအဆင်ပြေအောင်ကူညီတာမျိုးဖျားပွဲအလူပွဲတွေမှာပိုက်ဆံမပါဝင်နိုင်ပေမဲ့ဝေယဝိဆကုသိုလ်ယူတာမျိုးပရဟိတလုပ်ငန်းတွေမှာတအားသမျှပါဝင်ကူညီလုပ်ကိုင်တာမျိုးစတဲ့မိမိရဲ့လက်မိမိရဲ့ခန္ဓာနဲ့သူတစ်ပါးကိုကူညီလိုက်တာမျိုးကိုကာယလုပ်အားဖြင့်အလူဒါနပြုခြင်းလို့ခေါ်ပါတယ်ဒီလိုအလူဒါနကိုမိမိရဲ့နေအိမ်ကနေစတင်ပြုလုပ်သင့်ပါတယ်ဘာကြောင့်လဲဆိုတော့လူတချို့ကငါပတ်စံရှာပေးနေတာပဲအိမ်မှုကိစ္စကငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီးအိမ်မှုကိစ္စနဲ့ပတ်သက်လာရင်ဇနီးမယားဒါမှမဟုတ်မိဘတွေကိုအလုပ်သမားတို့သဘောထားဆက်ဆံတတ်တဲ့သူတွေလည်းရှိနေလို့ပါဒါကြောင့်အသေးငယ်ဆုံးကာယလုပ်အားဒါနတစ်ခုကိုပြပါဆိုရင်တော့အိမ်မှာမိသားစုထမင်းပကံကိုကူပြီးစေးတာတမျက်စိလဲကူတာမျိုးကိုပြရမှာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်6နေရာထိုင်ခင်းအလူဒါနဆိုတဲ့နေရာမှာကားစီးတဲ့အခါလေစီးတဲ့အခါမျိုးတွေမှာနေရာမရတဲ့အိုမင်းမစွမ်းတဲ့ဝန်ထုတ်ဝန်ပိုးတွေနဲ့မနိုင်မနှင်းဖြစ်နေတဲ့တက်ကြီးရွယ်ဦးအဖိုးအဖွားယဟန်တန်က
ကိုဝန်ဆောင်အမျိုးသမီးနဲ့ကလေးငယ်လူပုဂ္ဂိုလ်မျိုးတွေကိုကိုယ့်ရဲ့ခုံနေရာမှာထိုင်စေတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်အပြုသဘောဆောင်တဲ့ဒီလိုစိတ်ကောင်းစေတနာကောင်းတွေကိုလူတိုင်းအတူယူနိုင်ဖို့ရိုက်ကူးထားတဲ့ဗီဒီယိုတွေကိုလည်းဆိုရှယ်မီဒီယာတွေပေါ်မှာမကြမကြတွေ့မြင်ရတတ်ပါတယ်ဒါဟာအလွန်ကောင်းတဲ့လုပ်ငန်းပဲဖြစ်ပါတယ်ဒီလုပ်ငန်းဟာအပြောလွယ်သလောက်လုပ်ရခက်ပါတယ်ဘာကြောင့်လဲဆိုတော့တည်င်းကမိမိရရှိပိုင်ဆိုင်ထားတဲ့နေရာတစ်ခုကိုအခြားတစ်ယောက်အတွက်အလကားပေးလိုက်ရမယ်ဆိုတာကိုယ့်ရင်ထဲမှာရှိတဲ့ဝန်တိုမှုမစ္စရိယစိတ်ကိုအနိုင်ယူပြီးမှဖြစ်ပေါ်လာရတဲ့အတွက်ကြောင့်မလွယ်ကူပါဘူးခင်ဗျာဒီလိုကိုချင်းစာစိတ်နဲ့တစ်ဖက်သားအတွက်မိမိရဲ့နေရာကိုဖယ်ပေးလိုက်တာဟာအလူဒါနတစ်ခုဖြစ်တယ်လို့သိရှိထားမယ်ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်ဒီအလုပ်ဟာလွယ်ကူလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာနံပါတ်9နေအိမ်အလူဒါနပြုခြင်းဆိုတာကတော့မိမိပိုင်ဆိုင်ထားတဲ့အိမ်ချမ်းမြေအိုးအိမ်တိုက်တာကိုဆွတ်လွတ်ပေးလူလိုက်ရတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့အားလုံးဟာတန္တရာခီးသွားတွေဖြစ်ကြသလိုတကယ်အပြင်လောကမှာလည်းတစ်မျိုးနဲ့တစ်မျိုးတစ်ရွာနဲ့တစ်ရွာတစ်နိုင်ငံနဲ့တစ်နိုင်ငံခီးသွားနေကြရပါတယ်ဒီလိုအခြေအနေမျိုးမှာမိမိပိုင်ဆိုင်ထားတဲ့နေအိမ်တိုက်ခန်းဥယျာဉ်ခြံတွေကိုခီးသွားရဟန်းတန်ကဆွေမျိုးမိတ်တန်ကဟာနဲ့လိုအပ်နေသူတွေအတွက်ခီးတစ်ထောက်အနားယူစရာနေရာအဖြစ်လူဒန်းတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီကုသိုလ်ကတော့ခက်ခဲတဲ့အတွက်တော်ရုံလူတွေပြုလုပ်ဖို့မလွယ်ကူပါဘူးခင်ဗျာပတ်စံချမ်းသာတဲ့လူတိုင်းအောင်မှမလုံနိုင်တဲ့ကုသိုလ်မျိုးပါအကယ်၍မိတ်ဆွေကဒီနံပါတ်9ကုသိုလ်အလူဒါနမျိုးကိုပြုလုပ်နိုင်တယ်ဆိုရင်တော့သိချပါတယ်မိတ်ဆွေဟာစိတ်ကောင်းစေတနာကောင်းရှိပြီးတော့သရတရားအလွန်အားကောင်းထက်သန်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာဘယ်လိုမှညင်းလို့မရပါဘူးခင်ဗျာအခုပြောခဲ့တာတွေကပတ်စံမကုန်မဲ့လှုပ်လို့ရတဲ့အလူဒါန9မျိုးပဲဖြစ်ပါတယ်ခင်ဗျာကုသိုလ်ရဲ့သဘောတဘာဝနဲ့အလူဒါနရဲ့အကျိုးတွေကိုသဘောပေါက်နားလည်ပြီးငွေကုန်ကြေးကျခံစရာမလိုဒီလိုရိုးရှင်းဖြူစင်တဲ့ကုသိုလ်တွေကိုပြုလုပ်မယ်ဆိုရင်တော့အရေးဟာကိုယ်နဲ့ထက်ချက်မကွာလိုက်ပါတတ်သလိုဒီကုသိုလ်ကံရဲ့အကျိုးတရားတွေကလည်းကျွန်တော်တို့ရဲ့နောက်ကိုအမြဲတမ်းလိုက်နေမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးဒီအလူဒါန9မျိုးကိုအခွင့်အခါကြုံတိုင်းကြိုးစားပြီးပြုလုပ်ကြဖို့နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ